စာဝဲထုံးအပရိုဂရမ်ဟန်ဂုစာဝဲဤဟဲအခန်းငါဂျူကောနေထိုင်ခြင်းအပိုင်းတက်ဟန်ဂုကင်းနီမန်နီစာကိုအီနွန်ဂျီဘဲဟောင်းထနွန်မောရှိကာကိုရီးယားလူမျိုးအများစုနေထိုင်သောအင်ပုံစံကဘာဖြစ်ပါသလဲဂျီဘဲဟောင်းထဲအင်ပုံစံဟန်ဂုကင်းနီကော့ဂျူဟာနန်ဂျီဘဲဟောင်းထနွန်ခုကေတန်ဒိုဂျူထဲ一般主体、大家族主体、东瓜、共同主体、大厦的主体、养理主体、阿帕图顿罗、纳努苏伊达。ကိုရီးယားလူမျိုးများနေထိုင်သောအိမ်ပုံစံများကိုအကြမ်းမြင်အားဖြင့်တန်တိုကျူထက်လုံချင်းအိမ်ဤပန်းကျူထက်တာမန်အိမ်ဒါကာကူကျူထက်အိမ်ခမ်းပေါင်းများစွာပါဝင်သောမိသားစုအများအိမ်စသည်တို့နှင့်ဂုံထုံးကျူထက်ပူးတွဲနေထိုင်ရသောအိမ်ဒါဆဲတဲ့ကျူထက်အခန်းများစွာပါသောအိမ်ရောင်းနေကျူထက်အိမ်တွဲအာဖာထုအထက်မြင့်တိုက်စသည်တို့ဟု၍ခွဲခြားနိုင်သည်တန်ဒိုကျူထက်ကွန်ဘိုထုံဟန်ဂါကူကဒိုရီဂျော့ဂရိုစိန်ဝဟာဆူအီတရိုဂျေဘူဟမ်ချက်ချီကပ်ကဂျီဝွန်ဟျောင်းထဲရူမဟာန်ဒါလုံချင်းအိမ်တန်ဒိုကျူထက်ဆိုသည်မှာအများအားဖြင့်မိသားစုတစုသည်တိကျလွတ်လပ်စွာနေထိုင်နိုင်စေရန်အိမ်တစ်လုံးစီအသီးသီးဆောက်ထားသည့်ပုံစံကိုဆိုလိုသည်တန်ဒိုကျူထက်ကနွန်ယောရဂါကူကာကပ်ကခဲဒိုရီဂျော့ကင်ကုန်းကန်နူချာဂျီဟာမြွန်စာဆူအီတိုရိုဂျီဝွန်ဒါဂါကူကျူထက်တိုဖွမ်တွင်ဒါလုံချင်းအိမ်တန်ဒိုကျူထက်တဲ့တွင်မိသားစုများစွာသည်၎င်းတို့၏တိကျလွတ်လပ်သောနေရာများကိုခွဲဝေယူပြီးနေထိုင်နိုင်ရန်ဆောက်လုပ်ထားသည့်အိမ်ခမ်းပေါင်းများစွာပါသောမိသားစုအများအိမ်ဒါဂါကူကျူထက်လည်းပါဝင်သည်ဒါဂါကူကျူထက်ကွန်ဆမ်ချွန်အီဟာအေကိုမူရီမြွန်ဂျမ်ချေအေတေဟန်ဆိုယူကွမ်နွန်ဂျီကျွင်းနီကာဂျီကိုအီကိုနော်မဂျီကာကူနွန်ကောဂီအေဆဲရူဒရောဆမ်ဒါအိမ်ခမ်းပေါင်းများစွာပါသောမိသားစုအများအိမ်ဒါဂါကူကျူထက်သည်3 တက်နှစ်အောက်အဆောက်အုံဖြစ်ပြီးတအိမ်လုံး၏ပိုင်ဆိုင်မှုအပေါ်အိမ်ပိုင်ရှင်ကပိုင်ဆိုင်ပြီးကြံမိသားစုများကထိုနေရာတွင်အိမ်ငှအဖြစ်နေထိုင်ကြသည်ဂုံတုံကျူထက်ကွန်ဟန်ဂုံမူရဲယောရဂါကူကကပ်ကတ်ဒိုရီတွင်စိန်ဝါရူဟာဆွေကဲမန်တွန်ဂျီဘဲဟျောင်းထဲရူမဟာန်ဒါဒါဆဲတဲ့ကျူထက်ရောင်းလီကျူထက်အာဖတ်တုံငီအီတာဥတွဲနေထိုင်ရသောအိမ်ဂုံတုံကျူထက်ဆိုသည်မှာအဆောက်အုံတစ်ခုတည်းတွင်မိသားစုများစွာသည်တဦးချင်းစီတိကျလွတ်လပ်စွာနေထိုင်နိုင်ရန်ဖန်တီးထားသည့်အိမ်ပုံစံကိုဆိုလိုသည်၎င်းတွင်အခန်းများစွာပါသောအိမ်ဒါဆဲတဲ့ကျူထက်အိမ်တွဲရောင်းနေကျူထက်အထက်မြင့်တိုက်အဖာထုစသည်တို့ပါဝင်သည်ဒါဆဲတဲ့ကျူထက်ကွန်ဒါကာကူကျူထက်ကွာဒါလီဂုံမူရဲဘူပုံပြောရိုဂျွန်းနီဒါရုတာအခန်းများစွာပါသောဒါဆဲတဲ့ကျူထက်သည်အိမ်ခမ်းပေါင်းများစွာပါသောမိသားစုအများ၏ဒါကာကူကျူထက်နှင့်မတူဘဲအဆောက်အုံ၏အပိုင်းအလိုက်ပိုင်ရှင်များမတူညီကြပေရောင်းနီကျူထက်ကွန်စာချွန်အေဟာရဲ့ကျူထက်ကရိုဂျုံဂျွန်ဂျီဟာအချုံငယ်တို့ဂျူကောကုန်းကန်နီအီနွန်ကျောင်းကအီတာအိမ်တွဲရောင်းနီကျူထက်သည်လေးထက်အောင်အိမ်ပုံစံဖြစ်ပြီးတခါတည်းရန်မြေအောက်တစ်ထပ်တွင်လည်းနေထိုင်ရန်နေရာရှိတတ်သည်ရောင်းနီကျူထက်ကွန်ဒါဆဲတဲ့ကျူထက်ပူတာဂုံမူရဲချုံမြောင်းကြော့ကီဒေါ်နော့ပတာရောင်းနီကျူထက်သည်ဒါဆဲတဲ့ကျူထက်တဲ့အဆောက်အုံ၏စုစုပေါင်းဧရိယာပူကျဲသည်အာဖာထုနွန်အိုချွန်အီဆန်ရဲ့ဂုံထုံကျူထက်ကီမြွန်စူပဲကာကူဝဲဆောစူချောင်းကာကူကာဂျီဒေကျူမိုရိုဂျီယိုဂျီနွန်ကျောင်းကမန်ဒါအထက်မြင့်တိုက်အာဖာထုသည်9 တက်အထက်ရှိသောပိုးတွဲနေထိုင်ရသောအိမ်ပုံစံဖြစ်ပြီးတခါတည်းရန်မိသားစုရာကနမှထောင်ကနန်းအထိပါဝင်နိုင်သောတိုင်းတာကြီးမားစွာဆောက်လုပ်လေ့ရှိသည်ဂျူကောမွန်ဝါရဲ့ပြောင်းဝအိမ်ယာနေထိုင်ရင်ကျင်းမှု၏ပြောင်းလဲပုံဟန်ဂုကဲဂျူကောဟျောင်းထဲနွန်ပါရုကဲပြောင်းနွားဟာကိုအီတာကိုရီးယား၏အိမ်ယာနေထိုင်မှုပုံစံသည်လျင်မြန်စွာပြောင်းလဲလျက်ရှိသည်ကွာကောအနွန်တန်တိုကျူတက်ကီဒေဘူဘုံနီအော့ဆူနာဒိုရှီယေအင်ဂူကဂျီကျွန်းတွင်မြော့စောတန်တိုကျူတက်ပူတာ
ဂုံတုံကျွတ်တဲ့ကစာကိုအီနွန်ဂါဂုစုကမနာချတ်တာရခင်အတိတ်ကလုံချင်းအိမ်တန်းတို့ကျွတ်တဲ့များမှာအများစုဖြစ်တော်လဲမြို့ပြများသို့လူဦးရေစုပြုံရောက်ရှိလာခြင်းကြောင့်လုံချင်းအိမ်ထက်ပူးတွဲနေထိုင်ရသောအိမ်ဂုံတုံကျွတ်တဲ့တွင်နေထိုင်သူမိသားစုအရေးအတွက်ပုံမများပြလာသည်ထုတ်ခီအာဘာထုနွန်ဒဲချေရိုဂိုထုံးနီဖြွန်နီယန်ကိုဆေဂျီယိုချီကိုနိုရီထောချေလျော့တန်လျောင်းရှိတွန်ယောရကာဂျီဖြွန်နီချီစောရီဂါရှူအောဂျောအီဆောဆောမန်နွန်ဆရန်တူရီအာဘာထုရဲ့ဆောစာနကောဆူဆောင်းနုဟန်တာအထူးသဖြင့်အာဘာထုများသည်အများအဖြင့်တွာလာ၏အစဉ်ပြေသည့်နေရာများတွင်ဆောက်လုပ်ထားပြီးအာကစားကွင်းကိုလက်ကျန်းခိုင်ခမ်းမှစသည့်အမျိုးမျိုးသောအစဉ်ပြေသည့်အထောက်အကူပစ္စည်းများစွာပါရှိသည့်အတွက်လူများစွာကအာဘာထုတွင်နေထိုင်ခြင်းကိုပုံမနှစ်သက်ကြသည်ကရောနာချုံငန်ဆိုးနရိုအင်ဟဲဧဝကန်ငယ်ဂါတငီရှမဲဂျီနွန်ကြောင်းတို့ဣတာသို့တော်လဲဓာကိုတန်ချုံငန်ဆိုးများကြောင့်အိန္ဒိချင်းများကြားပဋိပက္ခများပုံမပြင်းထန်လာသည့်အခြေအနေများလည်းရှိသည်ချွဲကွန်နန်နွန်အီအင်ဂါကူအီအင်ဂါကူကနရိုမြောင်စောဝွန်လုံအီနာဆိုယောင်ဂျူထက်ကဲတဲ့ဟန်ဆူယိုကနူကိုဣတာမကြသေးမီကတကိုရီမိသားစုအီအင်ဂါကူနှစ်ယောက်မိသားစုအီအင်ဂါကူများတိုးလာခြင်းကြောင့်အိတ်ခန့်တစ်ခန့်နဲ့ပါသောအခန်းဝွန်လုံသို့မဟုတ်အိမ်ငယ်လေးများဆိုယောင်ဂျူထက်အတွက်လိုအပ်ချက်တိုးလာသည်အုံးထွဲရူမပ်ဂျာနုံညောနိုဂျွန်ပီဟာနိုဆာရန်ဒူရီနာခွဲကြောကန်ဂျာယံဟွန်ကျောင်းနဲ့စာဂီဝွန်ဟာနိုဆာရန်ဒူရန်ဒဲတိုချီချူပြောင်းနဲ့ဟမ်ဂျောကန်ဂျီယောင်းရဲ့ဂျောင်းမွန်ဂျူထက်ကူဂျီကိုဆာနုံကြောင်းတို့ဣတာအငိမ့်စားယူပြီးဘဝနောင်ရေးကိုပြင်ဆင်နေသူများသို့မဟုတ်တာယာကြီးနုဝဲတဘာဝပတ်ဝန်းကျင်တွင်နေထိုင်လိုသူများသည်မြို့ကြီးများအနီးတစ်ဝိုက်ရှိစိတ်ငြိမ်သောဒေသများတွင်ကျေးလက်အိမ်ကျောင်းသုံးကျူထက်ကိုဆောက်လုပ်၍နေထိုင်ကြသည့်အခြေအနေများလည်းရှိသည်အာရာဒုမြွန်ဂျူအာယိုဂုံအင်ဒေဂျူထက်ခီရန်အများပြည်သူအငှအိမ်ရာဆိုသည်မှာဒဲတိုချီနွန်ဂျီကပီပီစာကီတဲမွန်နဲ့ဆောမန်ဒူရီဂျီဘူဂူဟာကီအော်လျတာမြို့ကြီးများတွင်အိမ်စင်းလုံးကြီးမြင့်သောကြောင့်တာမန်ပြည်သူများအတွက်အိမ်ချရန်ခက်ခဲသည်ဂရဲဆောကျောင်းပွဲဆောနွန်အာဖာထူဝါကထွန်ဂုံထုံကျူတဲကူဂျီယောကြောင်ကျဲကြောကရိုအော်လျဝန်ဆာနန်ဒူရီစန်ကပဲဂျီဘူစာကောနာဘီရီဆူအီတူရိုဟာဂိုအီတာထို့ကြောင့်အစိုးရသည်တိုက်ခတ်များကဲ့သို့သောစူပေါင်းနေများကိုတိဆောက်ပေးပြီးစီးပွားရေးအရခက်ခဲရှိသူများအတွက်ဈေးနှုန်းချိုသာစွာဖြင့်အိမ်ဝယ်ယူနိုင်ရန်သို့မဟုတ်ငှားရမ်းနိုင်ရန်ဆောင်ရွက်ပေးလျက်ရှိသည်ဂီချိုစိမ့်ဝါစုကုပ်ဂျာတန်စာဝဲအဲဘိုးကဖီလျူအန်ကဲချုံငူဝီဟဲဂုံအင်တေချူတေပေါ်မှာအာနီရာဒဲဟက်ဆိန်ရှင်နိုဘူဘူစာဝဲချုံညောင်းစိအီရူချီဂျကန်ဂျီအမတ်တွေဂျီအန်နန်ဆာရန်တန်ဂျပ်ကွန်ချုံငူဝီဟဲအင်ဒေချူတေဟိမ်ဘိုချူတေဆိုတုကီနပ်ချုံတူကိုနိုအင်ဟွန်ဂျာဆာနန်နိုအင်နူဝီဟဲအင်ဒေချူတေဂုံရှိဘောချူတေဒါမောဝါကာချူဟမ်ဘူမိုကာချူကူဝီဟဲအင်ဒေချူတေတွန်ဒိုင်ဟန်ဆာရန်တူရဲဂျူကောအမ်ဂျောင်းကိုဂျီယွန်ဟာကိုအီတာအခြေခံလူမှုဖူလုံရေးထောက်ပံ့ကြေးရရှိသူများကဲ့သို့လူမှုအတိုင်းဝိုင်း၏ကာကွယ်မှုလိုအပ်သောလူဒန်းစားများအတွက်အများပြည်သူဆိုင်ရာငှားရမ်းနေအိမ်များအပြင်တက္ကသိုလ်ကျောင်းသားများလက်ထပ်တက်မကြသေးသောဇနီးမောင်နှံအိမ်တော်ဦးစီးအသက်ဆုံးတွဲများလူဖွဲ့စည်းကိုစတင်ဝင်ရောက်သည့်လူငယ်များအလုပ်စဝင်တာမကြသေးသူများအစရှိသည့်လူငယ်များအတွက်ငှားရမ်းနေအိမ်များဟင်ဘိုကျူထက်ဝင်ငွေနှဲပါသောတကိုရေးတဲ့နေအသက်ကြီးသူများအတွက်ငှားရမ်းနေအိမ်များအသက်ကြီးသူအတွက်အိမ်ရာယဉ်ကျေးမှုပေါင်းစုံမိသားစုမိဘတဦးရဲ့ရှိသောမိသားစုအစရှိသည့်လူမျိုးပေါင်းစုံတို့၏နေထိုင်မှုတည်ငြိမ်ရေးကိုထောက်ပံ့ပေးလျက်ရှိသည်